မွေးဘူးလေကိုလိုသားသမီးမျိုးမွေးပြီးမှဆိုမွေးဘူးယောက်ျားလည်းမရှိဘူး confirm ကြီးပြီးကျန်းတာ ဘာလို့ အချစ်ကြီးရဲ့အချစ်ကြီးလည်းကြီးရဲ့အချစ်လည်းကျန်းတယ်ကိုယ့်ရဲ့ချစ်တဲ့ထံဘယ်သူမှမခံနိုင်အဲ့လိုမျိုးရှိရဲကိုဟိုကတတ်မှတ်ထားတဲ့စံနှုန်းကအဲ့လိုစံနှုန်းမျိုးရှိရယောက်ျားမမွေးသေးဘူးဒါမှမဟုတ်ကွာလကဘာမှာရှာရင်ရှာဂျိုးကဘာမှာရှာရင်ရှာဒီဟိုကလူပြည်မှာတော့မရှိဘူး Happy Tuesday Coffee ကိုပဲပေးနိုင်ရစီနော်။ တော့ဝန်ကြီးမင်းကြီးမင်္ဂလာမဲ့ချိုးစိရတာလေ Happy Coffee ပြန်စားဟေးလာတော့ကောင်းလေ စိမ့်စိမ့်လေးနဲ့ထိမယ် Happy Coffee ဒီဆိုင်ကစဖွင့်နေရပေါ့နော်အစဖွင့်နေရဒီကိုနေနိုင်နဲ့လည်းအရန်လက်ခင်နေပြီးလို့ရှိရင်ဒီမှာစဖွင့်နေရ treatment နေလည်းလာပြီးလုပ်ဖြစ်တယ်ပေါ့နော်လုပ်ဖြစ်တယ်အများကြီးလည်းလာဖြစ်တဲ့အခါကျတော့ဒီလာပြီး support ပေးတဲ့သဘောမျိုးပေါ့နော်ဒါတို့ရဲ့လေးဆိုင်ညကိုဟုတ်တယ်အရင်ကအဲ့လိုမျိုးအရန်ပြောင်းလဲခြင်းစိတ်မရှိဒါပေမဲ့အခုနောက်ပိုင်းကျတော့နည်းနည်းလေးပေါ့နော်ခက်နဲ့ live ပြောညီထွေဆိုတာပေါ့အသက်လေးတစ်ခုလည်းရလာပြီဆိုတော့ဒီပြင်ဖို့လဲလိုအပ်တဲ့နေရာလေးပြင်တဲ့နာပြင်နေပေါ့နော် treatment ဘိုင်းမယ်အသားကြီးပိုကောင်းမှုပဲပေါ့နော်ဒီ changes ကြီးအရင်ဖြစ်သွားတယ်အခုနည်းနည်းလေးလှုပ်လိုက်တာမှတချို့ဆိုမကြိုက်ကြဘူးလीကြိုက်ကြတဲ့ခါကျတော့နည်းနည်းလေးပေါ့ဖြည်းချင်းစီပဲအရင် changes ကြီးဖြစ်အောင်သွားဖို့အစီအစဉ်တော့မရှိပါဘူးကြိုက်တဲ့သူလည်းရှိသလိုမကြိုက်တဲ့သူလည်းရှိရပေါ့နော်ဒီလိုမျိုးလှုပ်လိုက် changes ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကောင်းတဲ့အရာရှိသလိုမကောင်းတဲ့အရာလည်းရှိအကောင်းတဲ့ဆိုတော့အမြဲတွင်တွဲနေရပဲဒါပေမဲ့ဟိုဘယ်လိုပြောရမလဲကိုယ့်ရဲ့ကိုယ်ပိုင်ဆိုင်တဲ့ခန္ဓာကိုယ်ပိုင်ဆိုင်တဲ့မျက်နှာဟိုမိဘတွေရမကြိုက်ကြဘူးပေါ့နော်သူတို့မွေးပေးထားတဲ့အတိုင်းလေးပဲဖြစ်ကြိုက်ကြတယ်ဒါပေမဲ့ကိုကြတော့ရိုးလာပြီဒီမျက်နှာယူပဲအမြဲတမ်းတစ်နေ့ကိုမှန်ခါထောင်လောက်ကြည့်ရဆိုတော့သိရမှာမျက်နှာယူကြည့်ရရိုးလာchanges လေးဘာလေးလုပ်ရင်ကောင်းမလဲဆိုပြီးအမြဲတမ်းစဉ်းစားနေရပေါ့နော်ကိုကတော့အသစ်ဆန်းအမြဲတမ်းအဲ့လိုမျိုးကြိုက်တဲ့သူဆိုတော့အမှန်တကယ်ပြောရမယ်ဆိုဒီထက်တောင်လှုပ်ချင်သေးရဒါပေမဲ့ဟိုမလုံနဲ့လို့တားတဲ့သူရှိလို့ပေါ့မလုံဖြစ်တာတစုံ18ရမွေပေါ့နော်စတာနော်အတိမရှိဝအောင်ဟမ်နို့စရင်မရှိအင်းမရှိဟုတ်ပါဘူး तू ကကျတော့ကိုယ့်ရဲ့မာတာမိခင်လို့လည်းပြောလို့ရတယ်အဲ့လိုမျိုးပေါ့နော်ကျေးဇူးရှင်လို့လည်းပြောလို့ရတယ်ကြောတာပေါ့ဒါပေမဲ့မဟုတ်ဘူးတော့မရပါဘူးကိုကလိုချင်တဲ့စိတ်နဲ့ကြောတာတော့မဟုတ်ဘူးဒါပေမဲ့သိရမှာခါတော့တရားလေးပေါ့နော်မပြတ်မကွက်လေးပေါ့နားမထောင်တရားစကားကိုလုံးချင်တာကိုလုံးရလားဟုတ်တယ်အဲ့ဒါစိတ်ချမ်းသာရတယ်ပေါ့နော်ကိုလုံးချင်တာကိုစိတ်နဲ့ကိုပဲလေနော်နားမထောင်တာတော့မဟုတ်ဘူးနားထောင်တယ်ဒါပေမဲ့ကိုလှုပ်ချင်တာလှုပ်တာပြန်လည်းမပြောအဲ့လိုနားထောင်တယ်ခေါင်းထဲရောက်တယ်အုံနောက်ထဲမှာထည့်တာရှင်ဘတ်နှလုံးထဲမှာထည့်ထားတယ်ဒါပေမဲ့ကိုလှုပ်ချင်လှုပ်တယ်မလှုပ်ချင်ဘူးချုပ်ချယ်မှုမရှိအထိန်ကိုမရှိအထိန်ကိုတော့ရှိရဒါပေမဲ့သိရမှာအဲ့လိုမျိုးကိုကြိုက်တာကိုလှုပ်တာကိုလှုပ်ချင်တာလှုပ်တာကိုကြိုက်တဲ့အရာတွေကိုလှုပ်တာပေါ့နော်မမွေးဘူးလေကိုလိုသားသမီးမျိုးမွေးပြီးမှဆိုမွေးဘူးယောက်ျားလည်းမရှိဘူးသိတာဝိုင်းပေါ့ confirm confirm အကြောင်းယူ confirm အော်လူပဲတကယ်သွေးနဲ့ကိုသားနဲ့ကိုထားပြစ်ချင်လဲထားပြစ်မှာပေါ့ချစ်တတ်ပါတယ်ဟုတ်ကိုချစ်တတ်တယ်အောင်ဒါမခံနိုင်ကြတာချစ်တယ်လို့လားအဲ့ဘလို့ရှိရလဲမကြိုက်ဘူးနော်ရှိတယ်အဲ့လိုမစီနဲ့နော်ဝက်လက်တိတ်မွေးမွေးကြီးပဲ ကြီးပြီးကျန်းတာ ဘာလို့ အချစ်ကြီးရဲ့အချစ်ကြီးလည်းကြီးရဲ့အချစ်လည်းကျန်းတယ်ကိုယ့်ရဲ့ချစ်တဲ့ထံဘယ်သူမှမခံနိုင်အဲ့လိုမျိုးရှိရဲကိုဟိုကတတ်မှတ်ထားတဲ့စံနှုန်းကအဲ့လိုစံနှုန်းမျိုးရှိရယောက်ျားမမွေးသေးဘူးဒါမှမဟုတ်ကွာလကဘာမှာရှာရင်ရှာဂျိုးကဘာမှာရှာရင်ရှာဒီဟိုကလူပြည်မှာတော့မရှိဘူး confirm အဲ့တော့ဒီဆိုလဲ confirm ဟုတ်တယ်လေဘာလို့ပြုမှာလဲ တယောက်တည်းရမှာမပြောတော့သူမပြောတွေ့လားအပြိုကြီးချင်းတော့လာပြီးတော့မေးခွန်းတက်နေပြီသူကြတော့တယောက်တည်းရမှာတဲ့မပြောတော့သူမလေးနှစ်ယောက်စလုံးဟုတ်တယ်အလှပကြိုက်တယ်ဒါပေမဲ့သူတို့အလှပကြိုက်မှာသူများသိမှာလဲကြိုက်တယ်အဲ့လိုမျိုး problem မှာပါဒါပေမဲ့ဟိုဘယ်လိုပြောရမလဲအကြီးမလေးကကြာ तू ကဘယ်လိုပြောရမလဲတော်မွိုင်းလေးဖြစ်ချင်လားမသိဘူးသူစိတ်တရားပေါ့နော်နည်းနည်းငယ်မလေးကကြာအလှပကြိုက်တယ်စကားတက်တယ်ဒါပေမဲ့
ဘယ်လိုပြောရမလဲသူလှပစိတ်တာကိုသူများမသိသေးချင်ဒါပေမဲ့ပါသွားတယ်မထင်မှတ်ပဲနဲ့သူတို့ဗီဒီယိုတော့မှဟိုတနေ့ကမှလှန်လောရှာရင်တွေ့ဟုတ်တယ်ရိုက်ထားမှန်းတော့မသိဟုတ်ဒီမာလေး2ယောက်ဒီလေး1ယောက်ပေါ့နော်3ယောက်သူတို့3ယောက်နဲ့လည်းခလေးမွေးချင်စိတ်ကိုမရှိတော့တာအဲ့လိုခလေးမွေးချင်စိတ်ကိုကုန်သွားတာအခုဆို level တန်းမဲ့လေတူမကြီးနဲ့ဆိုအရက်ကအဲ့လိုအတူတူဖြစ်နေပြီသူကမုန်းနေဝဲကျွေးခိုင်းတဲ့ကစားခွင်းတွေအဲ့လိုလိုက်ပို့ခိုင်းနေတိတ်ပြီးတော့ဟိုလိုမျိုးကြီးကြီးမားမားတွေတစ်ခါမှမပူစားဘူးကိုကအဲ့လိုမျိုးပြရမလားအဲ့လိုသူတို့စော့ဖို့ iPad လေးတွေဗာလေးဝယ်ပေးနေယူတယ်ချောတာပေါ့ မျိုးနဲ့မျိုးနဲ့နော် ဟမ် ချောတာတော့မျိုးနဲ့မျိုးနဲ့နော် ဟုတ်တယ်ဟုတ်တယ် တော်တင်တာ အားနေချက်ပေါ့နော်ဒါကိုရီမျိုးရဲ့အားနေချက်ပေါ့အားနေချက်လေးတစ်ခုပေါ့နော် တော်တင်တဲ့သူများနေနော် ရှင် တော်တင်တာလေ ရှားတယ်လေတန်းစီထားလိုက်အခုချိန်နဲ့စိတ်ကြိုက်လေးလေးနဲ့အဲ့မှာလေးဟိုသူတို့နေရာဒီចောင်းပိတ်တော့အဲ့တော့တယောက်တည်းခွဲနေတဲ့အချိန်ပေါ့နော်အိမ်ကို3ယောက်စလုံးလာဟာဗျောင်းတက်နေရတယ်အဲ့မှာကလေးမွေးချင်စိတ်လည်းမရှိတော့ယောက်ျားယူချင်စိတ်လည်းမရှိတော့ နေ့လေးကတော့အော်နေရတယ်အဲ့တော့တနေ့လေးကတော့အော်နေရတယ် ဘယ်လိုပြောမလဲချစ်တယ်သူတို့အရင်ဟိုတုံနေအောင်ချစ်တယ်ဒါပေမဲ့ကလေးထိန်ကတနားရီထက်ပိုမထိန်နိုင်ဘူးတောင်းမှန်ပါတယ်နင်တို့နေလိုက်ပါတော့အေးအေးဆေးဆေးဒါပေမဲ့သူတို့ကဖုန်းကိုပေးကြည့်ထားတယ်ငိမ့်တယ်ဖုန်းတစ်ယောက်တစ်လုံးပေးကြည့်ထားလိုက်တယ်အေးရောဘာဖြစ်ကိုကြောင့်ဖြစ်လာတဲ့ဒီသွေးသားကိုလည်းကိုကြောင့်လည်းဒုက္ခမရောက်စေချင်ဘသူကြောင့်မှလည်းဟိုမဖြစ်ချင်အဲ့ကြောင့်ပေါ့မဖြစ်နိုင်တဲ့အရာကိုမလုပ်နိုင်တဲ့အရာဆိုလို့ရှိရင်တော့တနာမလုပ်ချင်အားကြောင့်